အားလုံးပဲမင်္ဂလာပါခွန် vlogs ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီခုံလေး၄ပွင့်ကိုကျွန်တော်ရောင်းပေးထားတဲ့ဗီဒီယိုလေးပေါ့နော်အဲ့တော့တော်တော်များများဒီတိုက်ကြည့်တာကတော့တောင်းပိုင်းနေပဲများတယ်ပေါ့နော်များတော့ပိုင်ရှင်ကိုလည်းမမေးလိုက်ပဲနဲ့ကျွန်တော်ဆက်တိုက်တယ်ပေါ့နော်ဆက်တိုက်တော့တောင်းကြီးပိုင်းကနေတပုံးပေးတဲ့အခါကျတော့မေးကြည့်တယ်မေးကြည့်တော့ပိုင်ရှင်ကတပုံးကတော့မရဘူးပေါ့နော်တသိန်းပေါ့နော်တသိန်းကတော့မရဘူးဆိုတော့ဆက်ပြီးတော့ဆွဲကြည့်တဲ့အခါကျတော့တသိန်းနဲ့2000နဲ့အခုဒီကုန်တွေကကျွန်တော်နဲ့ခင်တဲ့ကုန်တွေကဈေးတိုးပေးတဲ့အခါကျတော့3000နဲ့ကျွန်တော်မေးကြည့်တယ်မေးကြည့်တော့ပိုင်ရှင်ကလည်း3000ဆိုရင်တော့ lucky ဖြစ်အောင်ရောင်းပေးလိုက်ပါတဲ့ရောင်းလိုက်မယ်ဘာလို့တကယ်သူရောင်းချင်တာကတသိန်းခွဲရောင်းချင်တာပေါ့နော်အခုကတော့တိုက်နေတာလေးနည်းနည်းကြာပြီဆိုတော့မင်္ဂလာဖြစ်အောင်ဆိုပြီးတော့တသိန်းနဲ့2000နဲ့ရောင်းပေးလိုက်တာပေါ့နော်ဆိုတော့ကြောက်ကတော့ပဲကြီး2ပွင့်ပါတယ်အသေး2ပွင့်ပါတယ်ကာလာလေးမစိုးပေါ့နော်အစီအသားတော့ရော့တယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ကျွန်တော်တို့တသိန်း2000ရောင်းလိုက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်ပါတတာပါ